မိတ်ဆွေအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဘူးမဂျင်းစားဆုံးမဲ့လူကြီးမင်းတွေအတွက်အခြေခံပြီးထားတဲ့အကြောင်းအရာလေးရှိဖို့ကျွန်တော် share လုပ်ပေးပါမယ်ကျွန်တော်နာမည်ထွေနိုင်ကြီးဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကာရီယိုကိုများလုပ်ရင်ဝေလို့ဖြစ်မယ်ထင်တယ်ဒါဝေလို့ဖြစ်ပါတယ်မဟုတ်ပါဘူးဒါပေမဲ့မိတ်ဆွေတို့ဘာသိထားမလဲဆိုတော့ကာရီယို exercise ကကယ်လိုရီလောက်ကျွမ်းအားကောင်းပေမဲ့မဆယ်လောက်ပါဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ပထမဆုံးကျင်ရောက်မယ်ဆိုလို့ရှိရင် cardio exercise နဲ့ strength training ကိုမိတ်ဆွေတို့ပေါင်းစပ်သင့်ပါတယ်ဒါမှသာမိတ်ဆွေတို့ကိုယ်တွေကရေရှည်မှာအဆင်ပြေမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ supplement မသုံးဆွဲပဲနဲ့ကျွန်တော်တို့ body ကိုကောင်းကောင်းမတည်ဆောက်နိုင်ဘူးသုံးချိန်ရဲ့အချိန်ဒါမိတ်ဆွေတို့နားလည်လွယ်အောင်လည်းလုံးနည်းနဲ့ပြောရရင် protein powder တွေ creatine တွေဒါတွေကကျွန်တော်တို့တနေ့တာကျွန်တော်တို့လိုအပ်တဲ့ calorie ပြည့်ပြီးမှသာဒီကောင်တွေအကူအညီပေးတယ်လို့မိတ်ဆွေတွေလည်းကိုယ်ဆုံးမှတ်ထားလိုက်ပါဒါဆိုမိတ်ဆွေအရင်ဆုံးလောက်ကမှာဘာလောက်ကမလဲဆိုရင်မိတ်ဆွေတနေ့တာလိုရတဲ့ calorie လက်ထဲဓာတ်ရက်ကိုအရင်ဆုံးမိတ်ဆွေပြည့်အောင်စားပါနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဂျင်းစောတာကိုအလင်းမြန်ရလို့မျိုးရတယ်ချင်းဥမာပဲပြောပြရမယ်ကျွန်တော်ဂျင်းစောတယ်ဆိုတာကျွန်တော်ရေရှည်ဂိမ်းတစ်ခုကိုဆွဲစောရတဲ့ပုံစံပါပဲဒါကြောင့်မိတ်ဆွေစိတ်ချရမယ်ပုံမှန်စောရမယ်ပြီးအမြဲတမ်းစောနိုင်အောင်တည်ဆောက်ထားတယ်ဒါမှသာမိတ်ဆွေလိုချင်တဲ့အပြောင်းအလဲမှုကိုမိတ်ဆွေခံစားရမှာဖြစ်တယ်ဟုတ်ကဲ့ပါကြည့်ရှုပေးတဲ့မိတ်ဆွေတယောက်စီတိုင်းအထူးပင်ကျေးဇူးတင်ပါတယ်